ချိန်ကြီးပြန်လာသေးည7 နာရီတော့ခွဲနေဘာကြီးသွားပြီးဘာကြီးလုံနေလဲမသိပါဘူးဟာဟောပြန်လာပါပြီမိမနေဘာလို့လောက်နေလောက်ကြနေတာတော့ဘယ်သွားပြီးဘာကြီးလုံနေတာအော်ယောက်ျားရဲ့ညီလေးကတော့ဝေစားရှိရတယ်ဝေပြီးတော့ပြန်မယ်လို့တော့ညီမလေးရဲ့လမ်းကြုံလာနေခဏဝင်နေရနေ့ညီမအိမ်လမ်းကြုံလို့ဝင်တာလဲဟာအဲ့လောက်ဒီနောက်ကျစရာလားအချိန်ကိုကြည့်ဦးလေအဲ့လောက်ဒီနေစရာလားကိုညီမရင်ကိုဝင်လာပဲယောက်ျားရဲ့ဘယ်လောက်ကြာပေါ့ပြီးတော့ရှေ့အောင်နောက်ပြလေးပြောနေနင်းလဲကြာသွားတာပါမိမရေတော်စမ်းပါဟာနေကြံတဲ့လူကလိန်လိန်ပြောမှာငါ့ကိုတော့လာမလိန်နဲ့နေနေ့ညီမအိမ်ဝင်တာသိကြရလားအော်ရှင်မိုင်နေငါဖြစ်လာလဲရှင်မယုံကျွန်တော်ညီမဖုန်းဆက်ပြီးမေးကြည့်လို့ရတယ်ဩဖုန်းဆက်ပြီးတော့မမေးတော့ပါဘူးနေဝင်တာသိကြရဆိုလဲပြီးတာပဲပြန်လာပြင်မဲရစားရှက်တယ်မျိုးသူကပဲနောက်ကြတယ်ကိုတော့ပြန်ငေါ့သွားဘယ်လိုမိမတော့သူတီးပါကွာဒီမိမသူ့ညီမစီဝင်တာလုံးဝမဖြစ်နိုင်ဒီတခါတော့ရှိစေThe next day ဟာ7 နာရီတော့ကြော်နေကွာဒီမိမခါတိုင်းလူနောက်ကြနေပြန်ဘာကြီးသွားပြီးဘာကြီးလုပ်နေလဲမသိပါဘူးယောက်ျားရေယောက်ျားငါပြန်လာပြီဒီမှာယောက်ျားဆောက်တယ်ငါဝင်လာတယ်တက်တာသားထားစမ်းပါဦးအခုမိမဘယ်ကပြန်လာအော်ပြောအောင်မသိလားဟိုမိမအထက်ရဲ့အထက်ဆိုင်ကလေအထက်လေးရပြီတဲ့ဟိုအဲ့နဲ့မိမကလည်းအထက်လေးတောင်းဝင်ယူနေတာဟိုတိတ်ဆိတ်ဆိုင်မယောက်ျားရဲ့ညီမလေးနဲ့တိုးတာအဲ့ညီမလေးကလေဟိုပြင်းနေတဲ့မမအိမ်ကိုခဏလိုက်ခဲ့ပါဆိုတာနဲ့ခဏပါသွားတာယောက်ျားစိတ်ဆိုးနေမှာဆိုတော့သိပါတယ်အားကြောင့်ယောက်ျားကြိုက်တဲ့ဟာလေးမိမဝယ်လာတယ်ဒါကုန်မင်းလားမိမဟာဟုတ်တယ်အကုန်လေအဆိုင်မှာနောက်ဆုံးကြံလာယောက်ျားကြိုက်တယ်မှန်းသိလို့မိမမရမကဝယ်လာသေးတာဘာလို့လာပြောနေလဲနင်ကမင်းနဲ့နင်ငေါ့လိန်နေတာဒါကုန်မဲလားလို့ယောက်ျားရဲ့မိမဘာကိုလင်ရမှာတော့ယောက်ျားလည်းအမြဲတမ်းမိမဆိုလို့ရှိရင်အဖြစ်ပဲမြင်တာပဲမိမဘာမဟုတ်တာလုပ်နေလို့အေးမဟုတ်တာလုပ်လေနင်ကမေးနေတာပေါ့နေစမ်းပါဦးနင်ညီမစီဝင်နေတေးကြရဲ့လားဟာလေယောက်ျားမယုံလားမယုံညီမလေးဖုံးဆိုင်မိလားယောက်ျားမဆက်လားမင်းကဆက်လိုက်အေးတော်ပါလားဟိုမိမဝင်နေတေးကြဆိုလဲပြီးတာပဲအေးငါလက်ကူးလက်ချက်မမိသေးလို့နော်မိတဲ့အချိန်ကျရင်နင်မလွယ်ဘူးမဲ့ပြန်ရပြန်လိုက်မြဲတဲ့အဲ့တိုင်းပဲပွားစီနဲ့မြင်းနဲ့သူ့ပဲမယုံဘူးဖြစ်အော်သူကပဲပြန်စိတ်ဆိုးရရှိရပြီဒီမိမကွာမဟုတ်သေးပါဘူးသူ့ညီမစီဝင်နေတာဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးငါသိနေရနော်အေးငါဘက်ကလည်းလက်ဦးလက်ချက်မပြီးသေးလို့မိတဲ့အချိန်ကျရင်နင်မလွယ်ဘူးမဲ့ဟာ The next day ဒီမိမကွာတော်တရားတော့လားငါဘလို့မှသိမခံနိုင်တော့ကွာအေးဒီနေ့ပြန်လာလို့နင်နဲ့ကလည်းဆေးပြန်ပြီကယောက်ျားရေယောက်ျားပြန်လာဒီနောက်ညောင်းပြန်လာပြီဒီနေ့လေနင့်ညီမစီဝင်နေလို့နောက်ကျနေလို့ပြောဦးမလားဟဲတော်လိုက်တာယောက်ျားအတန်းနေတော့ရနေပြီတော့ဟုတ်တယ်မင်းမစိတ်မဆိုးဘူးမလားဟာတိတ်စမ်းနင်ငါ့ကိုထပ်ပြီးလိမ့်မကြိုးစားနဲ့နင်ရေကဘာလို့ကနေစားငါအကုန်လုံးသိတယ်နင်ငါ့ကိုလိမ့်မကြိုးစားနဲ့နင်ငါ့ကိုအမှန်တမ်းပြောတာနင်ဘယ်ကနေပြန်လာဟုတ်လေဘယ်ပြောလိုက်မလဲနင်နောက်နေနဲ့ချိန်ပြနေရမလားဟာရှင်မင်းလိုက်လားကျမမိကောင်းထားတဲ့သားသမီးရှင်နင်ပါစကမိကောင်းထားတဲ့သားသမီးလို့ပြောရတယ်နော်ဟာရှူလိုက်တာဟာဟဲ့နင်အရင်ရက်ကလေနင်ဘာလို့လဲစားငါအကုန်သိတယ်ဟာငါမပြောချင်လို့ကြည်နေရငါ့ကိုနှုံနေအားလည်းမထင်နဲ့နင်သိအောင်ငါတစ်ခါလေးပြောလိုက်မယ်ငါနွားမဟုတ်ကိုကြီးရှင်ရန်တရားလောက်လာပြီးတော့စကားပြောတာကျမရှင်တိုင်းမခံနိုင်တော့တိုင်းနေတယ်ဘာဖြစ်ရှင်ဘာဖြစ်ရှင်လဲလားကျမရှင်ကမပေါနိုင်ဘူးပေါနိုင်အိမ်မဆင်းငါ့အိမ်မအခုဆင်းဆဲတယ်ဆဲတာပြန်တော့ဆဲနေတယ်ရှင်းအောင်လို့မပေါနိုင်ဘူးအိမ်မပေါနိုင်ဆင်းငါ့အိမ်မခုချက်ချက်ဆင်းဘယ်တော့မှမလာနဲ့နင်တို့သစ္စာမရှိရဲ့မိမငါတော့မထိုက်တာဘူးလားဟေးကွာဒီမိမဟာရောက်ဆိုရင်ညမင်းတို့လင်မယားစကားတွေများရန်နေဖြစ်နေတာကွာအော်ကြီးဟစ်ကျင်တယ်ကွာငါအိမ်ကနေတော့အိမ်လို့မရဘာဖြစ်ကြအေးဟုတ်တယ်ညငါမိမနဲ့စကားများတယ်အေးစကားများလို့ငါမိမကိုအိမ်ဘောကနေနှင်းချလိုက်တယ်ကွာဩဆိုကြီးဟာလီနဲ့မယားဆိုတာရှာနေသွားပဲလေတခါတလေစကားများတာလုံးနဲ့ကွာမင်းအိမ်ဘောနှင်းချတယ်မလို့ပါဘူးကွာလိုက်ခလိုက်စမ်းပါမင်းဘာမှမသိပါဘူးကွာမသိလို့မိတာပေါ့ကွာသိမှတော့မင်းလာမိမလားအေးမင်းမသိဘူးဆိုလဲမင်းငါနားလည်အောင်ရှင်းပြမယ်ဒီလိုကွာငါမိမညာတိုင်းအိမ်ပြန်နောက်ကြတယ်အေးအိမ်ပြန်နောက်ကြတာငါမေးလိုက်တိုင်းသူပေးရဲ့စင်ကြင်ကသူ့ညီမအိမ်ဝင်နေလို့တဲ့အဲ့ဒါငါအိမ်ဘွားနှင်းချလိုက်တာဟမ်မင်းမသူ့ညီမအိမ်ဝင်နေလို့
မင်းမရဲ့ညမဆိုတာလေမင်းနဲ့ခင်မတော်တာလေကွာအေးအဲ့ဒါမင်းမသူညမအိမ်ဝင်လာတာတော့ကွာမင်းအိမ်မနှင်းချတယ်မလို့ပါဘူးကွာ မင်းဘာမှမသိပါဘူးကွာ ဘာလို့လို့မေးတာမို့ကွာမင်းကတော့လာမင်းမလားကွာ အေးပါတကယ်ချင်းဟာဟိုဒီလိုကွာဟိုငါလည်းကွာသူ့ညမရင်ဝင်တာလည်းလို့လည်းဘလို့နေချပါတော့ကွာအခုဟာလေသူ့ညမရင်ဝင်တာမဟုတ်လို့ကွာငါတခြားသိနေလို့ ဟမ်မင်းမသူညမအိမ်ဝင်တာမဟုတ်ဘူးခင်ဒီစမ်းမမင်းကဘလို့တိတိကျကျတက်အပ်သိတာတော့ ဘလို့တက်အသိလဲဆိုရင်ငါကညတိုင်းသူ့ညမနဲ့တူတူရှိနေရကွာ ဟော ဟာ